ဟုတ်ကဲ့အားလုံးမင်္ဂလာပါတောက်ကြသားသမီးတွေအတွက်ရရလမ်းညွှန်လေးကိုပြောပြပေးသွားပါမယ်ခုလိုခေတ်ခါကြီးမှာပေါ့နော်ဘာလို့အဆင်မပြေဘူးကြံ့ကြာနေတယ်ဖြစ်မလာဘူးလို့စိတ်တက်ကြနေတယ်ကျွန်တော်မိတ်ဆွေတောက်ကြသားသမီးတွေရှိရင်အခုပြောပြပေးမယ့်ရရလေးကိုပြုလုပ်ကြည့်ပါအဆင်ပြေချောမွေ့လာပါလိမ့်မယ်တောက်ကြနေ့မိမိရဲ့မွေးနေ့တောက်ကြနေ့10 နာရီခွဲကနေ12 နာရီအတွင်းမှာကိုဝတ်ဆင်နေကြပေါ့နော်အဝတ်စားတွေကအပြာရောင်ဝါရောင်ရောင်ဖြော့တဲ့ဟာပေါ့နော်ဒါမျိုးတွေဟောင်းနှွမ်းစုပ်ပြင်းနေတာရှိရင်အရင်ဆုံးစွန့်ပစ်ပေးပါအများတွာလာနေတဲ့မြေသားလမ်းပေါ့နော်လမ်းမှာဂျိုင်းတွေခွက်တွေရှိနေရင်မြေဖို့ပေးပါမိဘရဲ့ထမိန်ဝတ်စားတွေကိုလည်းလျှော့ဖို့ပေးပါအခုလိုစိတ်ပါလက်ပါပြုလုပ်ပေးပါ3 ချိန်ထက်မနည်းသေချာလေးစိတ်ပါလက်ပါပြုလုပ်မယ်ဆိုရင်ကျွန်တော်မိတ်ဆွေတောက်ကြသားသမီးတွေအတွက်အရာအခွင့်အရေးတွေလမ်းစာပွင့်လာပါလိမ့်မယ်သေချာလေးလုပ်ပါကျွန်တော်မိတ်ဆွေတောက်ကြသားသမီးတို့အဆင်ပြေချုံးမှုကြပါ